မြန်မာရိုးရာ39မိနစ်တွင်အလွန်ထင်ရှားပြီးပျော်ပျော်ပါးပါးနေတတ်သည်ဟုလူတီများသောကိုကြီးကျော်လို့ခေါ်ဆိုကြတဲ့ပကမ်းမကျော်သည်ပကံကိတ်နရပတိစီတူမင်းလက်ထက်တွင်မင်းသားတဦးဖြစ်ခဲ့သူပါအမည်ရင်းမှာမင်းကျော်စွာဖြစ်ပြီးပကမ်းမျိုးကိုအပိုင်စားရသောကြောင့်ပကမ်းမင်းကျော်ဟုလည်းခေါ်ဆိုကြပါသေးတယ်ကိုကြီးကျော်ရဲ့ထင်ရှားတဲ့ဇယိုက်လက္ခဏာနဲ့ဝါသနာတွေကတော့ငယ်စဉ်ကတည်းကစာပေဂီတနဲ့အနုပညာနယ်ပယ်တော့မှာထူးချွန်သူတဦးဖြစ်ပြီးအပျော်အပါကိုလည်းအလွန်မှတ်မောသူတယောက်ပါဒါရီအပြင်ကြက်တိုင်ချင်းနဲ့လောင်းကစားကိုလည်းအလွန်အမင်းခုံမင်တတ်ပါသေးတယ်အရက်သေးစားကိုအယမ်းကြိုက်တတ်ပြီးတောက်ဆဆာပျော်ပါကခုံသီးဆိုတဲ့သူလည်းဖြစ်ပါတယ်မြင်းစီအသက်ပညာမှာလည်းတစ်ဖက်ကန်းခတ်ကျွမ်းကျင်သူတူဦးဖြစ်လူသိများပါသေးတယ်ကိုကြီးကျော်ကြီးအဖေတူအမေတူတဖင်ထဲမွေးတဲ့ညီအကိုရင်းအချင်းချင်းတယောက်နဲ့တယောက်ရက်ဆက်စွာတပ်ဖြတ်ပြီးတည်ဆုံးသွားသလိုမင်းအမျက်သိမ်း၍ကွက်မြတ်ခံရသည်ဟုအချို့ကဆိုကြသလိုအချို့သမိုင်းများရမူသူချစ်မြတ်နိုးသောကြက်နှင့်မြင်းများတည်ဆုံးသွားသည့်အတွက်ဝမ်းနဲ့ပူဆွေးကအသေးဆိုးထင်တည်ဆုံးခဲ့ရသည်ဟုလည်းဆိုကြပါသေးတယ်တည်ဆုံးပြီးနောက်မှာတော့ပခမ်းမင်းကျော်နတ်ကိုကြီးကျော်အထိလူအများကကိုးကွယ်ခဲ့ကြပါတယ်မြန်မာလူထုကြားကိုကြီးကျော်ကိုစီးပွားရေးနဲ့အဖြစ်လည်းယုံကြည်ကြပါတယ်အထူးသဖြင့်ကုန်တယ်ပွဲစားများနဲ့စီးပွားရေးလုပ်ငန်းရှင်များကအလုပ်အကောင်အဆင်ပြေစေရန်ပူဇော်လိရှိကြတယ်မကွေးတိုင်းဒေသကြီးရေစကျော်မြို့နယ်မှာရှိတဲ့ကူနီရွာတပေါင်းပွဲမှာနှစ်စဉ်ကျင်းပတဲ့ပခမ်းမင်းကျော်နတ်ပွဲမှာဆိုရင်ဖြင့်အရန်ကိုစီကားလာပါတယ်ကိုကြီးကျော်ကိုပူဇော်ရတွင်အရက်၊ကွမ်း၊စီးလိနဲ့အမဲသားကြက်သားတို့နဲ့တင်မြောက်လိရှိပါတယ်ကိုကြီးကျော်နတ်ကားရတွင်လက်နှစ်ဖက်ကိုဘေးသို့ဆန့်ထောက်ကမြင်းစည်းတီဟန်ကြက်တိုက်တီဟန်များဖြင့်မြူးကြွားစွာကောက်ခုံလိရှိပြီးယနေ့ခေတ်နတ်ကနာပွဲတိုင်းလိုတွင်လည်းတွေ့မြင်နိုင်ပါတယ်ကိုကြီးကျော်သည်လူဆိုးတယောက်ထက်လူပျော်တယောက်ဖြစ်တာပုံမူပြီးဖော်ပြခံရလိရှိပါတယ်မင်းကျော်စွာမှမကလျင်ဘဇူကအုံမနီဟူသောစကားပုံသည်သူ့ရဲ့ပျော်ပါမှုကိုညှိကျွန်းခြင်းသာဖြစ်ပါတယ်ကိုကြီးကျော်ကိုးကွယ်ခြင်းသည်အပန်းဖြေခြင်းနှင့်စိတ်ထွတ်ပေါက်တစ်ခုဖြစ်မြမကြီးလက်မြင့်ခြင်းမှုတွင်အမြတ်တွေနေစေပါပဲကိုကြီးကျော်ကိုကိုးကွယ်သူများသည်ဂတိကဝတ်ကိုအလွန်တီးရသည်ဟုဆိုကြပြီးဂတိပြတ်ပါကဘေးဒုက္ခကြုံရကြသည်ဟုလည်းအယူရှိကြပါသေးတယ်